အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခလိုစာကီပါဒီနေ့မှာတော့ကျွန်တော် Swellless Star ထဲက Cultivation ကျင့်ကြံမှုအဆင့်တွေအကြောင်းပြပြသွားမှာဖြစ်ပါတယ် Law Form အောင် Imported ဖြစ်လာတော့မှာလား Swellless Star ထဲမှာအခြေခံအဆင့်ကတော့ Student ကျောင်းသားအဆင့်ပါကျောင်းသားအဆင့်ရတန်မှန်လူတွေပဲဖြစ်ကြပြီးအဲ့ထဲမှာထူးချွန်သူအချို့ကမျိုးဗီဇစွမ်းရည်နဲ့ခန္ဓာကိုယ်အားကောင်းစေပါတယ်ကျောင်းသားအဆင့်မှာခွန်အား100 ကီလိုဂရမ်နဲ့900 ကီလိုဂရမ်ထိရှိပါတယ်စစ်တာဟိုရာထဲမှာစတင်ခြင်းအဆင့်လို့လည်းသတ်မှတ်ကြပါတယ်ဒါပေမဲ့ဒီအဆင့်ကိုတော့တရားဝင်တော့မသတ်မှတ်ထားပါဘူး Student အဆင့်မှာတက်တန်းတော့နှစ်100သာရှိပါတယ်အခြေခံ Student အဆင့်ပြီးရင်တော့ပထမအဆင့် Apprentice အလုပ်သင်အဆင့်မှာအဆင့်3ဆင့်ရှိပါတယ် Warrior စစ်တီတော်အဆင့် Warlord စစ်ဘီရင်အဆင့် God of War စစ်နှဖျားအဆင့်3ဆင့်ရှိပါတယ် Apprentice level ရဲ့ Warrior စစ်တီတော်အဆင့်မှာအဆင့်နှိပ်အလယ်လက်အဆင့်မြင့်ဆိုပြီးတော့3ဆင့်ရှိပါတယ်အဆင့်နှိပ်စစ်တီတော်အဆင့်မှာခွန်အား1000 ကီလိုဂရမ်ထိရှိပြီးတစ်စက္ကန့်ကို25မီတာခန့်အချိန်ဖြင့်တွာလာနိုင်ပါတယ်အလယ်လက်ဝါရီယာစစ်တီတော်အဆင့်မှာဆိုရင်တော့ခွန်အား2000 ကီလိုဂရမ်ထိရှိပြီးတစ်စက္ကန့်ကို45မီတာခန့်အချိန်ဖြင့်တွာလာနိုင်ပါတယ်အဆင့်မြင့်ဝါရီယာစစ်တီတော်အဆင့်မှာတော့ခွန်အား4000 ကီလိုဂရမ်ထိရှိပြီးတစ်စက္ကန့်ကို65မီတာခန့်အချိန်ဖြင့်တွာလာနိုင်ပါတယ်အဆင့်မြင့်စတီတော်အဆင့်ပြီးရင်တော့ Apprentice level ရဲ့ဒုတိယအဆင့်ဖြစ်တဲ့ Warlord စစ်ဘီရင်အဆင့်စစ်ဘီရင်အဆင့်မှာလည်းအဆင့်နှိပ်အလယ်လက်နဲ့အဆင့်မြင့်အဆင့်ဆိုပြီးတော့ရှိကြပါတယ်အဆင့်နှိပ်စစ်ဘီရင်အဆင့်မှာ8000 ကီလိုဂရမ်ခန့်ခွန်အားရှိလာပြီးတစ်စက္ကန့်ကို90မီတာခန့်အချိန်ဖြင့်တွာလာနိုင်ပါတယ်အလယ်လက်စစ်ဘီရင်အဆင့်မှာဆိုရင်တော့ခွန်အား16000 ကီလိုဂရမ်ထိရှိလာပြီးတစ်စက္ကန့်ကို150မီတာနှုန်းအချိန်ဖြင့်တွာလာနိုင်ပါတယ်အဆင့်မြင့်စစ်ပင်ရဲ့အဆင့်မှာဆိုရင်တော့အလေလက်စစ်ပင်ရဲ့အဆင့်ထက်ခွန်အား2ဆလောက်တန်မာလာပြီးခွန်အားအနေနဲ့က3200 ကီလိုဂရမ်ထိရှိလာပြီးအချိန်ကတစ်စက္ကန့်ကို300မီတာဖြင့်တွာလာနိုင်ပါတယ်ဝါလော့စစ်ပင်ရဲ့အဆင့်ပြီးရင်တော့ Apprentice level ရဲ့နောက်ဆုံးအဆင့် God of War စစ်နှဖျားအဆင့်စစ်နှဖျားအဆင့်မှာလည်းအဆင့်နဲ့အလေနဲ့အဆင့်မြင့်အဆင့်ဆိုပြီး3ဆင့်ရှိပါတယ်စစ်နှဖျားအဆင့်နဲ့အဆင့်မှာခွန်အား6400 ကီလိုဂရမ်ထိရှိလာပြီးတစ်စက္ကန့်ကို400မီတာအချိန်နှုန်းဖြင့်တွာလာနိုင်ပါတယ်စစ်နှဖျားအလဲအဆင့်မှာဆိုရင်တော့ခွန်အားကအဆင့်နှိပ်စစ်နှဖျားရဲ့3ဆလောက်ပိုပြီးတော့တန်မာလာပြီးခွန်အားအနေနဲ့ကလည်း2800 ကီလိုဂရမ်ထိရှိလာခဲ့ပြီးအချိန်အနေနဲ့ကလည်းတစ်စက္ကန့်ကို600မီတာနှုန်းဖြင့်တွာလာနိုင်နေပါပြီစစ်နှဖျားအဆင့်မြင့်အဆင့်မှာဆိုရင်တော့ခွန်အားအနေနဲ့ကအလဲလက်အဆင့်ထက်10ဆလောက်ပိုပြီးတော့တန်မာလာပြီးအချိန်အနေနဲ့ကလည်းတစ်စက္ကန့်ကို900မီတာနှုန်းဖြင့်တွာလာနိုင်ပါတယ် Apprentice level အလုပ်သင်အဆင့်မှာတက်တန်းအနေနဲ့ကတမန်လူတက်တန်းရာစုနှစ်တစ်ခုနှစ်100တက်တန်းအထိသာရှိပါသေးတယ် Apprentice level ပြီးရင်တော့နံပါတ်2ဒုတိယအဆင့်ကတော့ Planetary ဂျိုအဆင့်နောက်တစ်မျိုးခေါ်ကြတာကတော့ကျေတာရှောက်လန်းသူအဆင့် Star Trapper လို့ခေါ်ကြပါတယ် Planetary ဂျိုအဆင့်မှာလည်းအဆင့်1ကနေပြီးတော့အဆင့်9ထိရှိပါတယ်ဂျိုအဆင့်ကိုဝင်ရောက်ဖို့အနေနဲ့ကစစ်နှဖျားအဆင့်ကိုအောင်မြင်ပြီးခန္ဓာအတွင်းရစွမ်းရည်တွေကို Minion Truth Planet ဂျိုအသေးစားလေးအဖြစ်စုစည်းရပါမယ်အဲ့ဂျိုအသေးစားလေးကိုစစ်တီတော်တွေကခန္ဓာအတွင်းမှာရှိတဲ့ဒန်ထန်အမြုပ်တွေဝိညာဉ်သခင်တွေအတွက်တော့အသေးစိတ်ပင်လည်းပြုလုပ်ကြပါတယ်အနှစ်သာရစွမ်းရည်ကိုနှိမ်နှင်းပြီးတုတ်သွားစေပြီးတော့အဲ့ဒီစွမ်းရည်တွေကိုဆွတ်ယူပြီးဂျိုအသေးစားလေးအတွက်စွမ်းရည်အမြုပ်တွေတစ်ခုကိုဖန်တီးကြပါတယ်အမြုပ်တွေဖယ်စည်းပြီးတဲ့နောက်မှာအမြုပ်တွေကိုဂျိုအသေးစားလေးအဖြစ်ပြောင်းလဲပြနိုင်ပါတယ်အဲ့ဒီဂျိုအသေးစားလေးကမီးလုံးပုံစံမျိုးဒါမှမဟုတ်နေပုံစံမျိုးရှိပါတယ်နောက်ထပ်အဆင့်မြင့်တက်ဖို့အနေနဲ့ကနောက်ထပ်တင်းခဲ့တဲ့ဂျိုအသေးစားလေးတွေကိုပင်မ Minion Truth Planet ကိုလှည့်ပတ်ဖို့အတွက်ဖန်တီးကြရပါတယ်အဲ့ဒီဟာကဘာလအသေးလေးတွေကိုလှည့်ပတ်တဲ့ပုံစံမျိုးပါ Planetary ဂျိုအဆင့်ကျေတာရှောင်းလန်းသူအဆင့်မှာမူလဥပဒေသားတွေကိုစတင်နားလည်သိရှိမိဖြစ်ပါတယ်ပြီးတော့ကိုပိုင်အရေးချင်းတဲ့ဥပဒေသားတွေကိုစတင်နားလည်နိုင်မှာပါ Planetary ဂျိုအဆင့်ကျေတာရှောင်းလန်းသူအဆင့်မှာအဓိကထူးခြားချက်တွေရာဂျိုကဘာရဲ့တိတ်တဲတဲ့စွမ်းရည်တွေကြောင့်ကျင့်ကြံမှုအတွက်များစွာကောင်းမွန်ပြီးအကျိုးကျေးဇူးတွေအများကြီးရှိလာပါတယ်။နောက်ပြီးတော့ဂျိုကဘာရဲ့စွမ်းအားကိုတံပြန်ပြီးပြန်တန်းခြင်းတွေကိုစတင်ပြီးတော့လှုပ်ဆောင်နိုင်ကြပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ Planetary ဂျိုအဆင့်မှာအသက်ရှူရန်အတွက်မလိုအပ်တော့ပါဘူး။ဒါအပြင်နှလုံးကိုမိနစ်30ကြာတဲ့အထိရက်တက်နိုင်စွမ်းရှိကြပါတယ်။ Planetary ဂျိုအဆင့်မှာထူးခြားတဲ့ပါရမီရှင်တွေကဒိုမိန်ပိုင်နက်ကိုပိုင်ဆိုင်ကြပါတယ်။ဥပမာပြောရမယ်ဆိုရင်ဟုံလို့လိုသူမျိုးတွေကိုပြောတာပါ။ Planetary ဂျိုအဆင့်ကိုအားလုံးကနားလည်ထားတဲ့အတိုင်း Star Trapper ကျေတာရှောင်းလန်းသူအဖြစ်ပဲကျွန်တော်ပြောင်းပြီးတော့သုံးသွားပါမယ် Star Trapper ကျေတာရှောင်းလန်းသူအဆင့်1မှာဝိညာဉ်သခင်တွေကကီလိုဂရမ်1တန်းထိခွန်အားရှိလာပြီးစစ်တီတော်တွေကတော့ကီလိုဂရမ်2တန်းထိခွန်အားရှိလာကြပါတယ်အမြန်နှုန်းအနေနဲ့ကတော့တစ်စက္ကန့်ကို1200မီတာနှုန်းဖြင့်တွာလာနိုင်ကြပါတယ် Star Trapper အဆင့်မှာထူးခြားမှုကတော့ကိုယ့်ကိုဖောက်ခွဲနိုင်စွမ်းကိုယ့်ကိုဖောက်ခွဲဖျက်ဆီးပစ်ခြင်းကနျူကလ িয়ার တစ်လုံးလိုမျိုးအစွမ်းမျိုးရှိနေကြပါတယ်
Star Trek ပါကြေတာရှောင်းလန်းသူအဆင့်ရှိအောက်မှာဘသူကမှဖောက်ခွဲမှုကိုတားဆီးနိုင်မယ်ဆိုပြီးကိုယုံကြည်မှုမရှိကြပါဘူး။ဒါအပြင်ကြေတာရှောင်းလန်းသူအဆင့်မှာဝိညာဉ်သခင်တွေကသူတို့ရဲ့ဝိညာဉ်စွမ်းရည်နဲ့မီတာ1000အကွာဝေးထိကိုစကန်ဖက်ပြီးတော့လေးလာနိုင်စွမ်းရှိကြပါတယ်။ကြေတာရှောင်းလန်းသူအဆင့်မှာကတော့ခွန်အားအရှိန်ဖောက်ခွဲနိုင်စွမ်းစကန်ဖက်နိုင်စွမ်းအားလုံးကနှစ်ဆခန့်ပုံမှုပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်။ကြေတာရှောင်းလန်းသူကိုအဆင့်3 4 5 6 8အားလုံးမှာလေစွမ်းရည်အားလုံးကနှစ်ဆခန့်ပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်။ကြေတာရှောင်းလန်းသူအဆင့်9မှာဆိုရင်တော့ခွန်အားအနေနဲ့ကဝိညာဉ်သခင်တွေကတန်း100ကီလိုဂရမ်ထိခွန်အားရှိလာပြီးစစ်တီတော်တွေကတော့တန်း400ကီလိုဂရမ်ထိခွန်အားရှိလာပါတယ်။ပြန်တန်းနိုင်စွမ်းအရှိန်အနေနဲ့ကလည်းတစ်စက္ကန့်ကိုမီတာ1000နှုန်းဖြင့်တွာလာနိုင်ကြပါတယ်။ Star Trek ပါကြေတာရှောင်းလန်းသူအဆင့်ရဲ့တက်တန်းကတော့ထောင်စုနှစ်တစ်ခုနှစ်1000စာတက်တန်းရှိကြပါတယ်။စစ်တာဝရထဲမှာ planetary ဂျိုအဆင့်ခေါ်ကြေတာရှောင်းလန်းသူအဆင့်တို့ရဲ့အဆင့်တန်းကတော့စစ်တာဝရကြီးထဲမှာတမန်အဆင့်များသာဖြစ်ကြပါတယ်။အင်အားကြီးသူများအတွက်သူတို့ကအလုပ်လုပ်ပေးကြရတာတို့အစေခံဖြစ်သွားကြတာမျိုးထိသာရှိကြပါတယ်။ပါရမီရှင်တွေကတော့အင်အားကြီးသူတွေရဲ့မြေတောင်မြောက်ပေးခြင်းကိုခံရလေးရှိကြပါတယ်။ Star Trek ပါကြေတာရှောင်းလန်းသူအဆင့်ကြုံနေရတော့အဆင့်ရှိကြုံနေရ Black Dragon ကွိုင်းငကားနဲ့ဒင်းက2000ထိရှိကြပြီးကြေတာရှောင်းလန်းသူအဆင့်9ကတော့ Black Dragon ကွိုင်းတသိန်းထိတန်ကြီးရှိကြပါတယ်။ Planetary ဂျိုအဆင့်ခေါ်ကြေတာရှောင်းလန်းသူအဆင့်ပြီးရင်တော့နံပါတ်3တတိယအဆင့်က Stellar ကြေတာအဆင့်မှာကဘာဂျိုရဲ့စွမ်းကိုလုံးဝတွန်းလှန်ပြီးလီဟာနေမှာစတင်ပြန်တန်းနိုင်မှာပါ။ Stellar အဆင့်မှာရှိနေတဲ့သူတွေကအဆင့်မြင့်တက်ဖို့အတွက် Planetary ဂျိုဖယ်စီးပုံ System ကို Star System ကြေတာဖယ်စီးပုံအဖြစ်ပြောင်းလဲရပါမယ်။ Stellar အဆင့်ကိုတလန်းချင်းက Planetary ဂျိုအဆင့်ခေါ်ကြေတာရှောင်းလန်းသူအဆင့်1ကနေ6ထိကိုတယောက်ရတာထက်ပိုပြီးတော့ခက်ခဲပါတယ်။ Stellar အဆင့်မှာအောင်မြင်မှုက Planetary အဆင့်မှာဖန်တီးထားတဲ့မူလကဘာအခြေခံဂျိုစနစ်ဖြစ်ပြီးလာကဲ့သို့ဂျိုအသေးစားလေးကိုလုံးဝလှည့်ပတ်နေလို့ပြီးပြေးစုံတဲ့ဂျိုစနစ်တစ်ခုဖြစ်လာပါတယ်။နေလိုမျိုးကြီးမားတဲ့ဂျိုကိုကျေစုစနစ်အသေးစားလေးအဖြစ်သတ်မှတ်ကြပါတယ်။အဓိကအောင်မြင်မှုကတော့ Stellar ကြေတာအဆင့်မှာခန္ဓာအတွင်းရှိအမြုတင်မှာကျေစုစနစ်အသေးလေးရရှိလာကြပါတယ်။ Stellar အဆင့်ကစစ်ကြဝဠာထဲမှာတမန်သွာလာနေသူများရဲ့အဆင့်ဖြစ်ကြပါတယ်။အင်အားနေတဲ့ဂျိုတွေမှာတော့ကြေတာအဆင့်စစ်တီတော်တယောက်ကိုခွန်အားကြီးတဲ့သူတွေအဖြစ်သတ်မှတ်ကြပေမဲ့စစ်ကြဝဠာမှာတော့တမန်စစ်တီတော်ကိုရန်တော်အစီခံအစသဖြင့်အဲ့လိုအဆင့်များသာရှိနေတတ်ကြပါတယ်။ Stellar ကြေတာအဆင့်1မှာခွန်အားက1ဘီလီယံတန်း100ကီလိုဂရမ်ထိရှိလာကြပါတယ်။အရှိန်အနေနဲ့ကလည်းတစ်စက္ကန့်ကို12ကီလိုမီတာအမြင့်နှုန်းဖြင့်တွာလာနိုင်ကြပါတယ်။ Stellar အဆင့်1ကျွန်တယောက်ရဲ့ဈေးနှုန်းက Black Dragon ကွိုင်းတန်းထိရှိပါတယ်။ Stellar အဆင့်1မှာကိုဖျက်ဆီးနိုင်တဲ့အစွမ်းက150ဘီလီယံကီလိုဂရမ်ထိပောက်ကွဲအားရှိလာပါတယ်။ဒါအပြင်ကြေတာအဆင့်မှာထူးခြားမှုကနှလုံးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့အသက်ရှင်နိုင်စွမ်းရှိပါသေးတယ်။ Stellar အဆင့်ကြေတာအဆင့်မှာလေဝိညာဉ်သခင်တွေကဝိညာဉ်စွမ်းရည်နဲ့100ကီလိုမီတာအကွာဝေးထိကိုစကန်ဖက်ပြီးတော့ထောက်လန်းကြည့်ရှုနိုင်စွမ်းရှိပါတယ်။ Stellar အဆင့်2ကြေတာအဆင့်2မှာဆိုရင်တော့ခွန်အားအရှိန်ခုခံမှုဖျက်ဆီးနိုင်စွမ်းဝိညာဉ်စွမ်းရည်အားလုံးကနှစ်ဆခန့်ပုံမှုပြီးတော့အစွမ်းထလာမှာဖြစ်ပါတယ်။ Stellar အဆင့်3မှာတော့ Black Dragon ကွိုင်း12တန်းထိတန်ကြေးရှိလာပါတယ်။ Stellar အဆင့်4မှာတော့ Black Dragon ကွိုင်းတန်း20ထိတန်ကြေးရှိလာပါတယ်။ Stellar အဆင့်5မှာဆိုရင်တော့စစ်တီတော်တွေကတန်း80ကနေတန်း180ထိ Black Dragon ကွိုင်းတန်ကြေးရှိပြီးဝိညာဉ်သခင်တွေကတော့တန်း200ကနေတန်း240ထိတန်ကြေးရှိလာကြပါတယ်။ Stellar အဆင့်6မှာခွန်အားက20ဘီလီယံတန်း2000ကီလိုဂရမ်ထိအားကောင်းလာပါတယ်။တန်ကြေးအနေနဲ့စစ်တီတော်တွေကတန်း300 Black Dragon ကွိုင်းဖြစ်ကြပြီးဝိညာဉ်သခင်တွေကတော့ Black Dragon ကွိုင်းတန်း900ထိရှိလာကြပါတယ်။ဝိညာဉ်သခင်တွေကစစ်တီတော်တွေထက်ဈေးကြီးရတဲ့အကြောင်းရင်းကတော့ဝိညာဉ်သခင်တွေကရှားပါပြီးအစင်းမြင့်လာလေးဝိညာဉ်သခင်တွေအတွက်ကကျင့်ကြံဖို့အတွက်ခက်ခဲလေဖြစ်လာတာကြောင့်ပါခက်ခဲနဲ့အောင်မြင်မှုကိုရလာတဲ့ဝိညာဉ်သခင်တွေကထူးချွန်ပြီးစစ်တီတော်တွေထက်အများကြီးအသုံးဝင်တာကြောင့်ဈေးပို့ပြီးတော့ကြီးနေကြတာပါ။ Stellar အဆင့်ခွန်မှာခွန်အားအနေနဲ့က100ဘီလီယံ1000ကီလိုဂရမ်ခွန်အားရှိလာပြီးစွမ်းရည်အားလုံးကလည်း5ဆန်းခန့်ပုံမိုးပြီးတော့စွမ်းထလာပါတယ်။တန်ကြေးအနေနဲ့ကစစ်တီတော်တွေက Black Dragon ကွိုင်းတန်း900ထိရှိကြပြီးဝိညာဉ်သခင်တွေကတော့1.4ဘီလီယံတန်း1400အထိတန်ကြေးရှိလာကြပါတယ်။ Stellar အဆင့်8မှာဆိုရင်တော့ Stellar အဆင့်1စစ်တီတော်ထက်အစတရားတော့ပုံမိုးပြီးတော့အားကောင်းလာကြပြီးစစ်တီတော်တွေက Black Dragon ကွိုင်း2ဘီလီယံတန်း2000ထိတန်ကြေးရှိလာပြီးဝိညာဉ်သခင်တွေကတော့10ဘီလီယံတန်း6000ထိတန်ကြေးရှိလာကြပါတယ်။ Stellar အဆင့်9မှာဆိုရင်တော့တောင်တန်းတွေကျုံးတွေကိုလက်ဝင်ရုံနဲ့တင်အလွယ်တကူနဲ့ဖျက်ဆီးပစ်နိုင်ပြီးကီလိုမီတာ1000အကွာဝေးထိကိုပောက်ကွဲမှုတွေကိုဖန်တီးနိုင်စွမ်းရှိကြပါတယ်။အမြန်နှုန်းပါလေတစ်စက္ကန့်ကို150ကီလိုမီတာနှုန်းဖြင့်တွာလာနိုင်ပြီး
လေဟာနယ်ထဲမှာဆိုရင်တော့တစ်စက္ကန့်ကို50ကီလိုမီတာနှုန်းဖြင့်တွာလာနိုင်ကြပါတယ်။ Stellar အဆင့်9ကိုရောင်းရင်မျိုးဗီဇာကစတင်ပြောင်းလဲလာမှာဖြစ်ပါတယ်။ Stellar အဆင့်9ကစစ်တီတော်တွေက Black Dragon Coin 5 billion တန်း9000အထိတန်ကြေးရှိလာပြီးဝိညာဉ်သခင်တွေကတော့ Black Dragon Coin 50 billion တန်း1000ခွဲထိတန်ကြေးရှိလာပါတယ်။ Stellar အဆင့် Jetta အဆင့်မှာတက်တန်းအနေနဲ့ကတော့နှစ်ပေါင်း1000ထိတက်တန်းရှိလာပါတယ်။ပြောရမယ်ဆိုရင်တော့ခေတ်တစ်ခုပါ။ Stellar အဆင့်ပြီးရင်တော့နံပါတ်4 Universe စစ်ကြဝဠာအဆင့်စစ်ကြဝဠာအဆင့်မှာမကားငွေတံအရွယ်စားရှိသောစစ်ကြဝဠာအသေးစားလေးခန္ဓာအတွင်းမှာမွေးဖွားလာပါတယ်။စစ်ကြဝဠာအဆင့်မှာအစွမ်းထက်တဲ့စွမ်းအားရှင်များရဲ့ပြိုးထောင်ပေးခြင်းကိုခံရလေးရှိကြပါတယ်။မျိုးဗီဇာစွမ်းရည်ကလည်းစစ်ကြဝဠာအဆင့်မှာတဘာဝတရားကြီးနဲ့ရှင်နိုင်လို့တဲ့အထိတဟန်စာရဖြစ်လာပြီးလေဟာနေကိုထိန်းချုပ်နိုင်စွမ်းရလည်းရှိလာမှာဖြစ်ပါတယ်။ဥပဒေသားကိုနားလည်ပြီးစစ်ကြဝဠာအဆင့်ကိုချိုးဖျက်လာတဲ့သူတွေကစစ်ကြဝဠာထဲမှာပါရမီရှင်တွေအဖြစ်သတ်မှတ်ခံကြရလေးရှိပါတယ်။ပါရမီရှင်တွေကစစ်ကြဝဠာအဆင့်မှာဒိုမိန်ပိုင်နက်ကိုနားလည်လာကြပါတယ်။ Universe စစ်ကြဝဠာအဆင့်1မှာခွန်အားက Stellar Jetta အဆင့်ကိုကျင့်ကြံသူအယောက်40စာခွန်အားမျိုးရှိလာမှာဖြစ်ပြီးအမြန်နှုန်းအနေနဲ့တစ်စက္ကန့်ကို900ကီလိုမီတာနှုန်းဖြင့်တွာလာနိုင်ပါတယ်။စစ်ကြဝဠာအဆင့်1ကျော်နေရတော့ဂန်ဝူကွိုင်ဒါမှမဟုတ် Universe ကွိုင်စစ်ကြဝဠာငွေကြေး10တန်းကနေတန်း30ကြားထိတန်ကြေးရှိလာကြမှာဖြစ်ပါတယ်။စစ်ကြဝဠာအဆင့်2စစ်ကြဝဠာအဆင့်2မှာခွန်အားအနေနဲ့တိုက်ခိုက်မှုစွမ်းရည်က Stellar အဆင့်ကို Jetta အဆင့်1000နဲ့ချီတဲ့အင်အားနဲ့ရှင်နိုင်လာမှာဖြစ်ပါတယ်။အမြန်နှုန်းအနေနဲ့လည်း3စားလောက်ပိုမိုပြီးတော့မြန်ဆန်လာမှာပါ။ပြီးတော့တန်ကြေးအနေနဲ့လည်း3စားလောက်ပိုပြီးတော့မြင့်တက်လာမှာပါ။စစ်ကြဝဠာအဆင့်3မှာလည်းထိုအတိုင်းပဲ3စားလောက်ပိုပြီးတော့ထပ်မံပြီးတော့မြင့်တက်လာမှာပါ။စစ်ကြဝဠာအဆင့်4စစ်ကြဝဠာအဆင့်4မှာတန်ကြေးရတော့ Universe Coin တန်း100ကနေတန်း300ကြားထိတန်ကြေးရှိလာမှာဖြစ်ပါတယ်။စစ်ကြဝဠာအဆင့်5နဲ့6မှာလည်းစွမ်းရည်အားလုံးက3စားလောက်ပုံမှုပြီးတော့စွမ်းထလာမှာဖြစ်ပါတယ်။စစ်ကြဝဠာအဆင့်9စစ်ကြဝဠာအဆင့်9မှာဆိုရင်တော့ Universe Coin စစ်ကြဝဠာငွေကြေး3 billion ကြားထိတန်ကြေးရှိလာမှာဖြစ်ပါတယ်။ခွန်အားနဲ့အချိန်စွမ်းရည်အားလုံးကလည်း4စားလောက်ပုံမှုပြီးတော့စွမ်းထလာမှာဖြစ်ပါတယ်။စစ်ကြဝဠာအဆင့်8စစ်ကြဝဠာအဆင့်8မှာဆိုရင်တော့ Universe Coin 3 billion နေပြီးတော့10 billion ကြားထိတန်ကြေးရှိလာမှာဖြစ်ပါတယ်။စွမ်းရည်အားလုံးကလည်း9စားခန့်ပုံမှုပြီးတော့ထပ်မံအစွမ်းထလာမှာဖြစ်ပါတယ်။စစ်ကြဝဠာအဆင့်9စစ်ကြဝဠာအဆင့်9မှာတိုက်ခိုက်မှုအနှဲငယ်လေးရအောင်ကဘာမြေပေါ်ကကုန်းမြေကြီးတွေကိုဖျက်ဆီးပစ်နိုင်စွမ်းရှိပြီးသမုတ်တရားလှိုင်းလုံးကြီးတွေလိုကဘာတစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့ဆူနာမီလှိုင်းတွေကိုတော့ဖန်တီးနိုင်စွမ်းရှိကြပါတယ်။စစ်ကြဝဠာအဆင့်9စစ်တီတော်တအူးကတော့ Universe Coin 3 billion နေပြီးတော့10 billion ကြားထိတန်ကြေးရှိလာကြမှာဖြစ်ပါတယ်။ဒါအပြင်မှာစစ်ကြဝဠာအဆင့်9မှာရှိနေတဲ့သူတွေကအဆင့်နဲ့ငကားငွေတန်းတစ်ခုလုံးကိုအုပ်စိုးရန်အတွက်လုံလောက်တဲ့အထိစွမ်းရည်ရှိကြပါတယ်။ Universe Level စစ်ကြဝဠာအဆင့်မှာတက်တန်းကတော့နှစ်ပေါင်3သိန်းထိတက်တန်းရှိလာကြမှာဖြစ်ပါတယ်။ Universe စစ်ကြဝဠာအဆင့်ပြီးနံပါတ်5မှာ Domain Master ပိုင်နက်သခင်အဆင့် Domain Master အဆင့်ကိုတက်ရောက်ဖို့အခြေခံအနေနဲ့ပိုင်နက်တစ်ခုကိုနားလည်ထားဖို့အတွက်လိုအပ်ပါတယ်။ Domain ပိုင်နက်ကိုနားမလည်ဘူးဆိုရင် Domain Master အဆင့်ကိုတက်ရောက်ဖို့ကလုံးဝမဖြစ်နိုင်ပါဘူး။ Domain Master အဆင့်မှာအားသာချက်တွေအများကြီးရှိလာပါတယ်။ Universe Level စစ်တီတအူးက Domain Master အဆင့်ကိုဖျက်ကျော်သွားနိုင်ပြီဆိုရင် Black Hole တွေးနှက်ကြီး9ခုပါသောစစ်ကြဝဠာပုံစံအတွင်းမှာသူတို့ရဲ့ဝိညာဉ်အနှစ်သာရအနေနဲ့အများ Black Hole တွေးနှက်ကြီးဖြစ်လာရန်အတွက်ပေါင်းဆက်သွားပြီးခန္ဓာအတွင်းကစစ်ကြဝဠာငကားငွေတန်းကိုလုံးဝမြူချလိုက်ပြီး Life Goal အသက်ဆွမ်းရည်ဥတိုင်တစ်ခုကိုဖန်တီးနိုင်ကြပါလေ။ Life Goal အသက်ဆွမ်းရည်ဥတိုင်ရှိလာတာမလို့ Domain Master တွေကခေါင်းပြက်ရင်တော့မသိနိုင်တော့ပါဘူး။အကြောင်းကတော့ Life Goal အသက်ဆွမ်းရည်ဥတိုင်ကိုဘယ်နေရာမှာမဆိုတင်ဆက်ထားနိုင်တာကြောက်ပါ။အသက်ဥတိုင်မပြတ်မစီမချင်း Domain Master တွေကမသိနိုင်တော့ပါဘူး။ဒါအပြင်မှာ Domain Master တွေကို Micro Chat နဲ့ကြုံပြလို့မရနိုင်တော့ပါဘူး။အကြောင်းကတော့သူတို့ရဲ့အုံနောက်ကိုအလွယ်တကူနဲ့ဖျက်ဆီးပြနိုင်စွမ်းရှိကြပါတယ်။ Domain Master များရဲ့ခွန်အား Life Goal အသက်ဆွမ်းရည်ဥတိုင်အတွင်းရှိအချိန်ဝါအလုံးကိုလုံးဝဖုံးကွယ်နိုင်ပြီးသူတို့ရဲ့တည်ရှိနေခြင်းကိုလုံးဝဖုံးကွယ်နိုင်စွမ်းရှိကြပါတယ်။ Domain Master တွေအတွက်သူတို့ရဲ့ Domain ကိုလက်တွေ့ဆန်ဆန်ထုတ်သုံးနိုင်ကြပါတယ်။မူရင်းဥပဒေသားအစွမ်းတွေကိုနားလည်ထားတဲ့ Domain Master တွေကိုထူးချွန်တဲ့ပါရမီရှင်အဖြစ်သတ်မှတ်ကြပြီးမူရင်းဥပဒေသားများရဲ့အတိမတ်ပြုခြင်းကိုခံရရင်မယုံနိုင်စရာကောင်းလောက်ထူးချွန်တဲ့ပါရမီရှင်အဖြစ်သတ်မှတ်ကြပါတယ်။
Domain Master အဆင့်1မှာလက်သီးတစ်ချက်နဲ့တင်ကဘာပေါ်တက်ရှိအားလုံးကိုခြေမုံနိုင်စွမ်းရှိကြပါတယ်လက်သီးတစ်ချက်နဲ့တင်ကုန်းမြေအားလုံးကိုလည်းဖျက်ဆီးပစ်နိုင်ကြပါတယ်အရှိန်အနေနဲ့ရလည်းလူသားတွေရဲ့အကန့်အသတ်ကိုကျော်လွန်ပြီးတော့ပြန်တန်းနိုင်ကြပါတယ် Domain Master အဆင့်9မှာဆိုရင်တော့ Universe Level စစ်ကြဝဠာအဆင့်စစ်တီအရောက်တစ်ထောင်စာထက်ပိုပြီးတော့အားကောင်းလာပြီးအရှိန်အနေနဲ့ရလည်းတစ်စက္ကန့်ကို1000 ကီလိုမီတာထက်မြန်တဲ့အမြန်နှုန်းနဲ့တွာလာနိုင်ကြပါတယ်ကီလိုမီတာထောင်ပေါင်းများစွာကိုလည်းအလွယ်တကူနဲ့လှမ်းမြင်နိုင်စွမ်းရှိကြပါတယ်Domain Master အဆင့်မှာတက်တန်းအနေနဲ့ခေတ်ပေါင်း100 1 million နှစ်တန်းထိတက်တန်းရှိလာကြပါတယ်Domain Master ပြီးရင်တော့နံပါတ်6 World Master လောကသခင် World Master လောကသခင်အဆင့်က important ဖြစ်လာရန်အတွက်နောက်ဆုံးအဆင့်ဖြစ်ပါတယ်World Master အဆင့်မှာခန္ဓာကိုယ်အတွင်းကမျိုးဗီဇစွမ်းရည်ကကန့်သက်ချက်အထိတိုးတက်ပြောင်းလဲလာကြပါတယ်Domain Master အဆင့်ကနေ World Master လောကသခင်အဆင့်ကိုဖျက်ကျော်သွားနိုင်ပြီဆိုရင်သူတို့ရဲ့အသိစိတ်နဲ့စွမ်းအားကပေါင်းဆက်ပြီး life ကိုအသက်စွမ်းရည်ဥတိုင်းမှာလည်းအပြောင်းလဲကြီးဖြစ်လာပြီး World Energy လောကစွမ်းရည်တစ်ခုကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီလောကစွမ်းရည်ကအစစ်မှန်အရင်းမြစ်ဖြစ်သောမူလစစ်ကြဝဠာနဲ့ချိတ်ဆက်နိုင်စေပါတယ်စစ်ကြဝဠာမှာတဲပွင့်လေးအဖြစ်လောကသခင်တယောက်ကဖန်တီးထားတဲ့လောကငယ်ကလေးကတည်ရှိပါတယ်လောကသခင်များရဲ့အတွင်းကဘာတမန်လောကသခင်များဖန်တီးထားတဲ့အတွင်းကမ္ဘာလောကအချင်းကီလိုမီတာ1000ကျော်ရှိပေမဲ့ပါရမီရှင်တွေနဲ့အသက်ဗီဇစွမ်းရည်ကိုတိုးချိတ်နိုင်ပြီးမူလဥပဒေသားကိုနားလည်ထားတဲ့ပါရမီရှင်တွေကတော့အဲ့ဒီထက်အများကြီးတာတဲ့အကျယ်ဝန်းရှိတဲ့လောကတစ်ခုကိုဖန်တီးနိုင်စွမ်းရှိကြပါတယ်လောကသခင် World Master တွေကအတော်လေးကိုကြွယ်ဝချမ်းသာပြီးငကားငွေတန်းမှာထိတ်တန်းတည်ရှိမှုတွေလည်းဖြစ်ကြပါတယ်လောကသခင်တဦးက Empire တစ်ခုကိုထူထောင်နိုင်စွမ်းရှိကြပြီး mission တွေကိုထမ်းဆောင်ရမှာလေDomain သခင်စေကနန်းနဲ့ Stella ကျေတာထောင်ပေါင်းများစွာကိုအလွယ်တကူနဲ့စုဆောင်းနိုင်ကြပါတယ်လောကသခင်အဆင့်မှာအထူးခြားဆုံးကတော့ဥပဒေသားကိုနားလည်နိုင်စွမ်းမူလစစ်ကြဝဠာတွေကစွမ်းရည်အလုံးရဲ့အရင်းမြစ်နဲ့ချိတ်ဆက်ပြီးမူလဥပဒေသားတွေကိုထိတွေ့လာနိုင်ကြပါတယ်မူလဥပဒေသားတွေအပေါ်နားလည်မှုကလောကသခင်အဆင့်မှာနက်နက်ရှိုင်းကိုနားလည်လာနိုင်ကြပါတယ်လောကသခင်တွေရဲ့ဥပဒေသားပေါ်နားလည်သဘောပေါက်မှုက Domain Master ပိုင်တဲ့သခင်တွေထက်အစာပေါင်းများစွာပိုပြီးတော့နည်းနည်းပါတယ်လောကသခင်တယောက်ရဲ့ဥပဒေနားလည်သဘောပေါက်ခြင်းတရက်တာ Domain Master တွေရဲ့တနှစ်တာနားလည်မှုနဲ့ညီမျှပါတယ်ဥပဒေသားပေါ်နားလည်ခြင်းဟာ immortal ဖြစ်လာဖို့အတွက်အခြေခံအုတ်မြစ်တိဆောက်ခြင်းလည်းဖြစ်ပါတယ်နိယမာနဲ့ဥပဒေသားတွေကိုနားလည်ဖို့ဆိုရင်ပါရမီရှင်မဟုတ်တဲ့သူတွေအတွက် immortal ဖြစ်လာရမှာမဖြစ်နိုင်သလောက်ရှိပြီးနားလည်ဖို့ကလည်းအရန်အုံမှာခက်ခဲကြပါတယ် World Master လောကသခင်တွေမှာဖန်တီးနိုင်စွမ်းလည်းရှိကြပါတယ်လောကသခင်အဆင့်မှာကိုယ်နဲ့ကိုက်ညီမဲ့တိုက်ခိုက်နိုင်စွမ်းတွေကိုစတင်ဖန်တီးနိုင်မှာဖြစ်ပါတယ်တမန်လောကသခင်တွေကအစင်းလေးပညာရပ်တွေကိုဖန်တီးနိုင်ကြပြီးထူးချွန်လာတဲ့ပါရမီရှင်လောကသခင်တွေကတော့ immortal တွေကိုတော့တက်ဖြတ်နိုင်တဲ့စွမ်းအားကြီးပညာရပ်တွေကိုဖန်တီးနိုင်ကြပါတယ် World Master လောကသခင်အဆင့်ရဲ့ခွန်အားကလောကသခင်အဆင့်1မှာ Domain သခင်တွေထက်10ဆလောက်ပိုပြီးတော့အားကောင်းလာကြပါတယ်လောကသခင်အဆင့်2မှာတော့တစ်ကထက်2ဆခန့်ပိုပြီးတော့အားကောင်းလာပြီးအဆင့်3မှာဆိုရင်4ဆခန့်ပိုပြီးတော့အားကောင်းလာပါတယ်လောကသခင်အဆင့်8ထိရဲ့အဆင့်တိုင်းလိုမှာအဆင့်မြင့်တက်လာတိုင်း3-4ဆခန့်ပုံမူပြီးတော့တန်မာလာမှာဖြစ်ပါတယ်လောကသခင်အဆင့်9စစ်တီတူရဲ့အင်အား Domain Master အဆင့်9ပိုင်နက်သခင်အရောက်1000နဲ့ညီမျှပါတယ်လောကသခင်ရဲ့အမြန်နှုန်းမှာတစ်စက္ကန့်ကို3,000 ကီလိုမီတာအလင်းအမြန်နှုန်းရဲ့ထက်ဝက်အမြန်နှုန်းဖြင့်ပြန်တန်းနိုင်ကြပါတယ်ခန္ဓာကိုယ်ကာကွယ်ပေးမဲ့ယတနာပစ္စည်းများသာရှိကြမယ်ဆိုရင်အလင်းအမြန်နှုန်းဖြင့်အပြည့်အဝပြန်တန်းနိုင်ကြပါတယ်လောကသခင်အဆင့်မှာတက်တန်းခေတ်ပေါင်း1000နှစ်ပေါင်း10တန်းထိရှင်တန်နိုင်ကြပါတယ်World Master ပြီးရင်တော့နံပါတ်9 Immortal မတိမ်မျိုးအဆင့် Immortal အဆင့်မှာတော့1ကနေ9ထိဆိုပြီးမရှိတော့ပဲအဲ့ဒီအစား Immortal ဘူချုပ် Immortal အရာရှိ Immortal Empire ဆိုပြီးတော့ရှိလာပါတယ်အဆင့်တိုင်းမှာလည်းအဆင့်နှိပ်အလေလက်နဲ့အဆင့်မြင့်အဆင့်ဆိုပြီးတော့ရှိလာကြပါတယ်Immortal ဖြစ်လာဖို့အနေနဲ့ကတော့လောကသခင်အဆင့်မှာဥပဒေသားနားလည်မှုကပြည့်စုံသွားရင်အခြေခံအုတ်မြစ်ကပြည့်စုံသွားပြီး Immortal ဖြစ်လာမှာဖြစ်ပါတယ်Immortal ဖြစ်လာပြီဆိုရင်တော့နာမည်အတိုင်းပဲမတိမ်မျိုးတယောက်ဖြစ်လာပြီလို့ဆိုလိုပါတယ်တဘာဝတရားကြီးကြောင့်သူတို့ကမတိဆုံးနိုင်ကြတော့ပါဘူးအင်အားကြီးသူတွေရဲ့တက်ဖြတ်ခြင်းကိုသာမခံရဘူးဆိုရင်သူတို့နေထိုင်တဲ့စစ်ကြဝဠာကြီးကမပြုတ်ကွဲသွေးသူတို့ကမတိနိုင်ကြတော့ပါဘူးမတိမျိုးတွေကလောကသခင်တွေနဲ့အခြေခံကွဲပြားသွားကြပြီးခန္ဓာကိုယ်ကလည်းလောကသခင်လိုမျိုးအကာအကွယ်ယတနာကိုမလိုအပ်တော့ပဲတဘာဝအတိုင်းအလင်းရဲ့အမြန်နှုန်းဖြင့်တွာလာနိုင်ကြပါတယ်Immortal ဖြစ်လာခြင်းကဥပဒေသားစွမ်းရည်နားလည်မှုကြောင့်ဖြစ်လာတာမလို့သူတို့ရဲ့ခန္ဓာအတွင်းမှာလည်းဥပဒေသားစွမ်းအားများရှိလာကြပါတယ်Immortal တွေကသူတို့နားလည်သဘောပေါက်ထားတဲ့ဥပဒေသားစွမ်းအားကိုဥပဒေသားပိုင်တဲ့အဖြစ်အသုံးပြုခွင့်ရရှိကြပါတယ်Immortal အဆင့်မှာထူးခြားမှုတွေကလောကသခင်တို့ကမတင်မျိုးဖြစ်လာတဲ့အခါသူတို့ရဲ့လောကငယ်ကဘာကြီးက World Country နဖျားနိုင်ငံအဖြစ်ပြောင်းလဲသွားပါတယ်နဖျားနိုင်ငံက Immortal စွမ်းရည်မတင်မျိုးစွမ်းရဲ့အခြေခံအုတ်မြစ်ဖြစ်လာပါတယ်Immortal တွေကပိုပြီးတော့တန်မာလာတိုင်းမှာ
နဖျားနိုင်ငံ God Country ရလည်းစင်ကဲတိုးတက်လာပါတယ်ဒါအပြင် Divine Body Immortal အဆင့်မှာမြင့်မြတ်သောခန္ဓာကိုစတင်ပိုင်ဆိုင်မှာဖြစ်ပါတယ် Divine Body မြင့်မြတ်သောခန္ဓာကိုယ်ဗီဇအဆင့်နားလည်နိုင်စွမ်းခွန်အားတို့နဲ့စွမ်းအားကိုတိုင်းတာကြပါတယ် Immortal စတင်ဖြစ်လာတဲ့အချိန်မှာဗီဇအဆင့်1ရှိသောတမန်လူသားတွေကအသက်ဆွမ်း100ကနေတသိန်းအထိရှိသော Divine Body မြင့်မြတ်သောခန္ဓာကိုယ်ဖန်တီးနိုင်ကြပါတယ် Immortal အရာရှိအဆင့်ကိုရောက်ရှိနေတဲ့သူတွေကတော့ Immortal Body မသိမျိုးခန္ဓာကိုယ်စတင်ရရှိကြပါတယ် Immortal ခန္ဓာကိုယ်ရရှိပြီးတဲ့နောက်မှာသူတို့ရဲ့အသက်ဆွမ်းရည်နဲ့ဝိညာဉ်သင်္ကေတများခန္ဓာကိုယ်နဲ့လုံးဝပေါင်းစပ်သွားပါတယ်ဆဲတစ်ခုစီတိုင်းကလည်းပျက်စီးသွားတိုင်းခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ပေးပါတယ်ဒါကိုပြောရမယ်ဆိုရင်စစ်မှန်တဲ့ Immortal တယောက်လိုကိုဖြစ်လာတာပါ Immortal ရဲ့အသက်ဆွမ်းရည်ကိုမဖျက်ဆီးနိုင်ဘူးဆိုရင်သူတို့ကိုလုံးဝဖျက်ဆီးပြနိုင်မှာမဟုတ်ပါဘူး Immortal အဆင့်မှာမသိမျိုးခန္ဓာကိုယ်လောင်ကျွမ်းနိုင်စွမ်းရလည်းရှိကြပါတယ် Immortal အရာရှိအဆင့်ကနေစပြီး Immortal ခန္ဓာကိုယ်လောင်မြန်းလိုက်ရင်မသိမျိုးစွမ်းရင် Immortal စွမ်းရည်တွေကတဟုန်တိုးတိုးမြင့်လာမှာလည်းဖြစ်ပါတယ်ဒါပေမဲ့ Immortal ခန္ဓာမြင့်မြတ်သောခန္ဓာလောင်မြိုက်ခြင်းဟာ Immortal တွေအတွက်ဆိုးကျိုးတွေလည်းရှိပါတယ်အဲ့ဒါကတော့ Immortal တွေရဲ့ခန္ဓာကိုယ်လောင်မြိုက်တဲ့ပမာဏပေါ်မှာမူတည်ပါတယ်30ရာခိုင်နှုန်းသာခန္ဓာကိုယ်လောင်မြိုက်ပြည့်မယ်ဆိုရင်တော့ခွန်အားပေါ်မှာဆိုးကျိုးသိပ်ပြီးတော့မရှိပါဘူးအချိန်တစ်ခုလောက်ကြာတဲ့အထိပြန်ပြီးတော့အဖြစ်ပြီးသွားရင်ကုံဆုံးသွားတဲ့သူတို့ရဲ့ခန္ဓာကိုယ်စွမ်းရည်ကပြန်လည်ရရှိနိုင်ပါတယ်30ရာခိုင်နှုန်းလောက်လောင်မြိုက်ပြစ်လိုက်မယ်ဆိုရင်တော့အသုံးပြုသူကဆိုးကျိုးအနေနဲ့အင်အား90ရာခိုင်နှုန်းခန့်ကုံဆုံးသွားမှာဖြစ်ပါတယ်90ရာခိုင်နှုန်းလောက်လောင်မြိုက်ပြစ်လိုက်မယ်ဆိုရင်တော့အတော်လေးမှပြင်းထန်တဲ့အင်အားကိုခဏတာရရှိမယ်ဆိုပေမဲ့အသုံးပြုသူကဆိုးကျိုးအနေနဲ့မူလခွန်အားရဲ့10ရာခိုင်နှုန်းသာကျန်တော့မှာဖြစ်ပါတယ်80ရာခိုင်နှုန်းလောက်သာလောင်မြိုက်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့တစ်ဖက်ကအဆင့်တူရန်သူကိုတက်ဖြတ်နိုင်လောက်တဲ့အထိကြောင်းမဖွေရာခွန်အားတွေကိုရရှိလာမှာဖြစ်ပြီးစိုးကျိုးအနေနဲ့ကတော့မူလခွန်အားရဲ့100ရာခိုင်နှုန်းသာကျန်တော့မှာပါ90ရာခိုင်နှုန်းလောက်လောင်မြိုက်ပြစ်လိုက်မယ်ဆိုရင်တော့ရန်သူချက်ချင်းပဲတက်ပြစ်နိုင်ပြီးကိုဖျက်ဆီးခြင်းနဲ့တော့ဆင်တူပါလေစိုးကျိုးကတော့နှဆိုင်နဲ့အိတ်ဆက်ခြင်းအခြေအနေအထိကိုရောက်ရှိသွားမှာပါ Immortal ဖြစ်နေရကြောင်းအသက်ကတော့မသေးပါဘူး Immortal အဆင့်မှာခွန်အားအနေနဲ့အရင်ဆုံး Immortal ဗိုလ်ချုပ်အဆင့် Immortal ဗိုလ်ချုပ်အဆင့်မှာအဆင့်နှိပ်အဆင့်မြင့်နဲ့အထွန်းထိပ်အဆင့်ဆိုပြီး3ဆင့်ရှိပါတယ် Immortal ဗိုလ်ချုပ်အဆင့်နှိပ်စစ်တီတဦးကလောကသခင်အဆင့်ကိုစစ်တီ100နဲ့ညီမျှသောခွန်အားရှိပါတယ်အဆင့်မြင့် Immortal ဗိုလ်ချုပ်အဆင့်စစ်တီတဦးကဆိုရင်တော့လောကသခင်အဆင့်ကိုအယောက်900နဲ့ညီမျှသောခွန်အားမျိုးကိုရှိပါတယ်ထိပ်တန်း Immortal ဗိုလ်ချုပ်စစ်တီတဦးကဆိုရင်တော့လောကသခင်အဆင့်ကိုအယောက်1000နဲ့တူညီသောခွန်အားမျိုးနဲ့ညီမျှပါတယ် Immortal ဗိုလ်ချုပ်အဆင့်ကိုကျော်လွန်တဲ့ခွန်အားမျိုးကိုရရှိပြီးဆိုရင်တော့ Immortal အရာရှိဖြစ်သတ်မှတ်ကြပါတယ် Immortal အရာရှိအဆင့်မှာ Immortal ခန္ဓာကိုယ်ရရှိပြီးအထက်တန်းဥပဒေသားအချိန်ဥပဒေသားသို့မဟုတ်လေဟာနဲ့နီးယာမကိုဒိုမိန်ပိုင်နက်ထဲမှာထည့်သွင်းပြီးတော့အသုံးပြုနိုင်ကြပါတယ် Immortal အရာရှိအဆင့်နဲ့အဆင့်စစ်တီတဦးကခွန်အားလောကသခင်အဆင့်ကိုအယောက်1000စာခွန်အားမျိုးရှိပြီးအထက်တန်းဥပဒေသားနဲ့ Immortal ခန္ဓာကိုယ်ပိုင်ဆိုင်ကြပါတယ် Immortal အရာရှိအဆင့်မြင့်အဆင့်မှာခွန်အားကလောကသခင်အဆင့်ကိုစစ်တီအယောက်9000ခွဲရဲ့ခွန်အားမျိုးနဲ့ညီမျှပါတယ်အဆင့်မြင့် Immortal အရာရှိကလော်ဖုံးရဲ့ဆရာဟူယန်ဘိုကရောက်ရှိနေတဲ့အဆင့်လည်းဖြစ်ပါတယ်ထိပ်တန်း Immortal အရာရှိအဆင့်ခွန်အားကတော့လောကသခင်အဆင့်6စစ်တီအယောက်1000နဲ့ညီမျှပါတယ်ထိပ်တန်းဗိုလ်ချုပ်အဆင့်ပြီးတော့ Immortal Empire အဆင့်မှာအဆင့်နဲ့အဆင့်မြင့်ထိပ်တန်းကန့်သက်မဲ့တူနိုင်မဲ့ဆိုပြီးတော့အဆင့်5ဆင့်ရှိပါတယ်အဆင့်နဲ့ Empire အဆင့်မှာထူးခြားမှုအနေနဲ့တယ်လီပို့လုံနိုင်စွမ်းပိတ်လောင်ခြင်းထုံလောင်ခြင်းနဲ့အချိန်ကိုရပ်တန့်ခြင်းတို့ကိုအထူးကျွမ်းကျင်စွာနဲ့အထက်တန်းဥပဒေသားများအပေါ်နားလည်မှုမြင့်မြင့်ရှိလာကြပါလေအဆင့်နဲ့ Immortal Empire အဆင့်ရဲ့ခွန်အားကလောကသခင်အဆင့်ကိုစစ်တီ1000နဲ့ညီမျှပါတယ်အဆင့်မြင့် Immortal Empire အဆင့်စစ်တီတဦးကလောကသခင်အဆင့်ကိုစစ်တီ9000ခွဲနဲ့ညီမျှသောခွန်အားမျိုးရှိကြပါတယ်ထိပ်တန်းအဆင့် Immortal Empire စစ်တီတဦးကလောကသခင်အဆင့်ကိုစစ်တီ3သိန်းနဲ့ညီမျှသောခွန်အားမျိုးရှိကြပါတယ်ကန့်သက်မဲ့ Immortal Empire အဆင့်မှာလည်းလောကသခင်အဆင့်ကိုစစ်တီ1သန်းနဲ့10သန်းကြားထိခွန်အားမျိုးရှိကြပါတယ်တူနိုင်မဲ့ Immortal Empire တူနိုင်မဲ့ Immortal Empire အဆင့်မှာထူးခြားမှုတွေကတော့သူတို့ကဥပဒေသားပေါ်အထူးနားလည်သိရှိမှုတွေရှိပြီးအမွေစက္ကန့်မှုတွေများစွာရရှိထားတဲ့ထူးခြားတဲ့သက်ရှိများဖြစ်ကြပါတယ်တူနိုင်မဲ့ Empire တွေက Universe Vulnerable စစ်ကြဝဠာအရှင်တွေထက်တော့ပိုပြီးတော့ရှားပါကြပြီးတမန်စစ်ကြဝဠာအရှင်တွေကိုဆိုရင်တိုက်ခိုက်အနိုင်ယူပြနိုင်စွမ်းတော်ရှိကြပါတယ်တူနိုင်မဲ့ Immortal Empire အဆင့်မှာလောကသခင်အဆင့်စစ်တီတော့10တန်နဲ့ညီမျှသောခွန်အားမျိုးရှိကြပါတယ်လော်ဖုံးရဲ့ဆရာကျူယန်ကတော့တူနိုင်မဲ့ Empire အဆင့်စစ်တီတော်ဖြစ်ပါတယ် Immortal အဆင့်ပြီးရင်တော့နံပါတ်8 Universe Vulnerable စစ်ကြဝဠာအရှင်အဆင့် Immortal အဆင့်ကနေ Universe Vulnerable စစ်ကြဝဠာအရှင်အဆင့်မှာမူလနီးယာမအပေါ်နားလေသဘောပေါက်မှုကတူနိုင်မဲ့ Empire ထက်များစွာမြင့်မားလာမှာဖြစ်ပြီးသူတို့ရဲ့တိုက်ခိုက်မှုအသေးစားလေးတွေကတော့အချင်းကီလိုမီတာ10တန်းကျော်ဖုံမိုးဖြစ်သွားစေနိုင်ပါတယ်ဥ
ဥပဒေသာစွမ်းရင်အသုံးပြုနိုင်စွမ်းပါလေစစ်ကြဝဠာအရှင်တွေက immortality ထက်အစာပေါင်းများစွာတာပါတယ်စစ်ကြဝဠာအရှင်အဆင့်မှာမြင့်မြတ်သောခန္ဓာကလည်းလုံးဝပြောင်းလဲသွားပြီး immortal empire စွမ်းအစတရားပေါင်းဆက်ပြီးမြင့်မြတ်သောစွမ်းရည် immortal စွမ်းရည်အစတရားပို့ပြီးတော့တန်းစင်လာပါတယ် immortal အဆင့်လိုပဲ universe vulnerable စစ်ကြဝဠာအရှင်အဆင့်မှာမြင့်မြတ်သောခန္ဓာကိုလုံခြုံနိုင်စွမ်းရှိကြပါတယ်စိုးကျိုးအနေနဲ့ကတော့ immortal အဆင့်နဲ့အတူတူပါပဲ universe vulnerable စစ်ကြဝဠာအရှင်အဆင့်မှာအဆင့်နှိပ်စစ်ကြဝဠာအရှင်အလယ်လက်စစ်ကြဝဠာအရှင်နဲ့အဆင့်မြင့်စစ်ကြဝဠာအရှင်စစ်ကြဝဠာအုပ်စိုးရှင်ဆိုပြီးတော့၄ဆင့်ရှိပါတယ်စစ်ကြဝဠာအရှင်အဆင့်နှိပ်အဆင့်ကတူနိုင်မဲ့ empire နဲ့အဆင့်တူဖြစ်ပြီးလောကသခင်အဆင့်ကိုစစ်တီ10တန်းနဲ့ညီမျှသောခွန်အားမျိုးရှိကြပါတယ်အလဲအဆင့်နဲ့အဆင့်မြင့်အဆင့်မှာတော့2စားနဲ့5စားခန့်ခွန်အားပုံမှုပြီးတော့အစွမ်းထလာမှာဖြစ်ပါတယ်စစ်ကြဝဠာအုပ်စိုးရှင်အဆင့်မှာတော့စစ်တီတွေက universe master စစ်ကြဝဠာသခင်တွေထက်တော့ပို့ပြီးတော့ရှားပါကြပြီသူတို့ရဲ့ခွန်အား universe master level 1စစ်ကြဝဠာသခင်အဆင့်1အချိုးနဲ့တော့ရှင်နိုင်လောက်တဲ့အထိအင်အားကြီးမားလာကြပါတယ် universe vulnerable စစ်ကြဝဠာအရှင်ပြီးရင်တော့အဆင့်ကို universe master စစ်ကြဝဠာသခင်စစ်ကြဝဠာသခင်တွေကအထိန်နဲ့လီဟာနဲ့စွမ်းရည်ကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ပြီး universe master စစ်ကြဝဠာသခင်တွေကတေသူတော့အချိန်နောက်ပြန်ဆုပ်ပြီးပြန်လဲအသက်သွင်းပေးနိုင်စွမ်းရှိကြပါတယ်စစ်ကြဝဠာသခင်တွေကစစ်ကြဝဠာထဲမှာအမြင့်မြတ်ဆုံးသောတည်ရှိမှုတွေဖြစ်ကြပြီးလူသားမျိုးနွယ်စုလိုမျိုးနွယ်စုကြီးတွေအတွက်အဓိကမနိုင်များဖြစ်ကြပါတယ်စစ်ကြဝဠာသခင်တယောက်ဖြစ်လာပြီဆိုရင်နဖျားနိုင်ငံကအသွင်ပြောင်းလဲလာပြီးအချင်းကီလိုမီတာဘီလီယံပေါင်းများစွာအထိကျယ်ဝန်းလာပါတယ်စစ်ကြဝဠာသခင်အဆင့်မှာအဓိကထူးခြားတဲ့စွမ်းရည်တွေဟာလေဟာနေတဲ့အချိန်ကိုလိုသလိုထိန်းချုပ်နိုင်စွမ်းအတိတ်နဲ့အနာဂတ်အလားအလာကိုမြင်နိုင်ခြင်းအလေးနှစ်တန်ရချီအကွာဝေးကနေမဆေးပို့နိုင်စွမ်းရှိခြင်းအမြန်နှုံးတယ်လီဘော့လုပ်ခြင်းကအလေးနှစ်တန်းစာအကွာဝေးကိုမျက်စိတမိတ်အတွင်းမှာတွာလာနိုင်ပါတယ်အလေးနှစ်10မီလီယံအတွင်းကစွမ်းရည်အတက်ကြအားလုံးကိုလည်းခန်းစားနိုင်စွမ်းရှိကြပါတယ်မြင့်မြတ်သောခန္ဓာနဖျားခန္ဓာကိုလည်းလိုသလိုချဲထွင်းနိုင်စွမ်းရှိကြပါတယ် universe master စစ်ကြဝဠာသခင်အဆင့်မှာအဆင့်6ဆင့်ရှိပါတယ်အဆင့်1စစ်ကြဝဠာသခင်ုံတော့စတင်ခြင်းအဖြစ်သတ်မှတ်ပြီးခွန်အားအနေနဲ့ကသူတို့ရဲ့နဖျားခန္ဓာဗီဇာအဆင့်1000ရှိလာပြီးလောကသခင်အဆင့်ကိုစစ်တီ1ဘီလီယံစာနဲ့ညီမျှသောခွန်အားချင်းတူညီလာပါတယ်စစ်ကြဝဠာအဆင့်1စစ်ကြဝဠာအဆင့်1စစ်တီတဦးရဲ့ခွန်အားအနေနဲ့ကလောကသခင်အဆင့်ကိုစစ်တီ1ထရီလီယံနဲ့ညီမျှသောခွန်အားမျိုးရှိပါတယ်စစ်ကြဝဠာအဆင့်3စစ်ကြဝဠာအဆင့်3မှာဆိုရင်တော့မျိုးဗီဇစွမ်းရည်အဆင့်1000ဝန်းကျင်သို့ရောက်ရှိသွားပြီးခွန်အားကလောကသခင်အဆင့်ကိုစစ်တီ100ထရီလီယံနဲ့ညီမျှသောခွန်အားမျိုးရှိပါတယ်အဆင့်4စစ်ကြဝဠာသခင်တွေကတော့စစ်ကြဝဠာကြီးထဲမှာထိတ်တန်းလို့သတ်မှတ်ကြပြီးအဆင့်4စစ်ကြဝဠာသခင်4ဦးကအဆင့်6စစ်ကြဝဠာသခင်2ဦးကိုရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်အဆင့်5စစ်ကြဝဠာသခင်အဆင့်5စစ်ကြဝဠာသခင်များကတော့သူတို့ရဲ့ခွန်အားစစ်ကြဝဠာကြီးထဲမှာအချိန်နဲ့လေဟာနဲ့စနစ်တစ်ခုလုံးကိုကွဲလွဲစေနိုင်ပြီးအရာအလုံးကိုချိန်မုံပြနိုင်စွမ်းရှိကြပါတယ်လော်ဖုံရဲ့ဆရာဖြစ်တဲ့မြို့တော်ခေါင်းဆောင်ကအဆင့်5အထွန်းထိပ်စစ်ကြဝဠာအဆင့်မှာရှိနေတာဖြစ်ပါတယ်စစ်ကြဝဠာသခင်အဆင့်6ဒီအဆင့်ကတော့ထိတ်တန်းစစ်ကြဝဠာသခင်အဆင့်ဖြစ်ပြီးစစ်ကြဝဠာသခင်အဆင့်3ကိုတိုက်ခိုက်မှုတစ်ခုထဲနဲ့တက်ဖြတ်နိုင်တဲ့အထိစွမ်းအားကြီးမားလုံးပါတယ် universe master စစ်ကြဝဠာသခင်အဆင့်ပြီးရင်တော့အဆင့်10 true god စစ်မှန်သောနဖျားမူလစစ်ကြဝဠာကြီးနဲ့စစ်ကြဝဠာသမုတ်တရားတစ်ခုလုံးမှာအထွန်းထိပ်တည်ရှိမှုကြီးတွေဖြစ်ပါတယ် true god တူရဲ့စစ်မှန်တဲ့စွမ်းရည်တွေဖန်ဆင်းနိုင်စွမ်းရှိကြပြီးစစ်ကြဝဠာဥပဒေသားတွေကိုလိလူရှုနိုင်ပြီးမိဖြစ်တစုံတယောက်ကိုတေလို့အမိပေးပါတေဆုံးသွားအောင်လို့လုပ်နိုင်ကြပါတယ်သူတို့ရဲ့အမျက်နှုံးမှာတော့အမောင်စစ်ကြဝဠာရဲ့စွမ်းငင်အားကိုခံနိုင်ရှိလာပြီးအလင်းမျက်နှုံးရဲ့အစတတန်းအထိရောက်ရှိနိုင်ကြပါတယ်ဒါအပြင်ကိုမှကိုပိုင်စစ်ကြဝဠာတစ်ခုကိုလည်းဖန်တီးနိုင်ကြပါတယ်လော်ဖုံးတို့ရဲ့စစ်ကြဝဠာလူသားမျိုးနွယ်စုရဲ့အစင်းမှန်နှဖျားဆရာကနဦးရွံဖန်တီးထားတဲ့စစ်ကြဝဠာကြီးပါအစင်းမှန်နှဖျား true god အဆင့်မှာအဆင့်5ဆင့်ရှိပါတယ်အဆင့်6စစ်ကြဝဠာသခင်ကနေသူတို့ကို true god လို့သတ်မှတ်ကြပါတယ် true god အဆင့်မှန်နှဖျားစစ်ကြဝဠာသခင်အဆင့်6ရဲ့အင်အားစစ်ကြဝဠာသခင်အဆင့်4ဆယ်ရောက်စာခွန်အားမျိုးနဲ့ညီမျှပါတယ် true god အဆင့်မှန်နှဖျားစစ်ကြဝဠာအဆင့်ခွန်မှာခွန်အားအနေနဲ့ကအဆင့်4စစ်ကြဝဠာသခင်အယောက်20နဲ့ညီမျှသောခွန်အားမျိုးရှိပါတယ် true god စစ်မှန်သောနှဖျားစစ်ကြဝဠာသခင်အဆင့်8မှာအဆင့်4စစ်ကြဝဠာသခင်အယောက်1000နဲ့တူညီသောခွန်အားမျိုးရှိကြပါတယ် true god စစ်မှန်သောနှဖျားစစ်ကြဝဠာအဆင့်9မှာအဆင့်4စစ်ကြဝဠာသခင်1000နဲ့အထက်ခွန်အားမျိုးရှိကြပါတယ်အဆင့်10မှာဆိုရင်တော့မူလစစ်ကြဝဠာကိုတော့တွန်းလှန်နိုင်ပြီးအဆင့်5စစ်ကြဝဠာသခင်1000နဲ့တူညီသောခွန်အားမျိုးရှိလာကြပါတယ်အဆင့်10 true god အဆင့်ပြီးရင်တော့ White true god လေးဟာနဲ့စစ်မှန်နှဖျား
လေးဟာနဲ့စစ်မှန်နှစ်ဖျားအဆင့်မှာအရာအလုံးကိုအတွေ့တစ်ခုနဲ့တင်ဖန်ဆင်းနိုင်စွမ်းရှိကြပြီး Wild True God အဆင့်မှာအဆင့်နဲ့အလယ်နဲ့အဆင့်မြင့်အဆင့်ဆိုပြီး၃ဆင့်ရှိပါတယ်အဆင့်နဲ့ Wild True God လေးဟာနဲ့နှစ်ဖျားရဲ့ခွန်ကအဆင့်30စစ်မှန်နှစ်ဖျားအယောက်100နဲ့ညီမျှပါတယ်အလယ်လက်စစ်မှန်လေးဟာနဲ့နှစ်ဖျားကတော့အဆင့်30စစ်မှန်သောနှစ်ဖျားအယောက်1000စာနဲ့ညီမျှပါတယ်အဆင့်မြင့်လေးဟာနဲ့စစ်မှန်နှစ်ဖျားရဲ့ခွန်ကတော့ True God စစ်မှန်နှစ်ဖျားတွေကိုအတွေးနဲ့တင်တက်ဖြတ်နိုင်စွမ်းရှိကြပြီးစစ်တဝရအသေးစားအလုံးကိုလည်းဖျက်ဆီးပြနိုင်စွမ်းရှိကြပါတယ် Wild True God ပြီးရင်တော့ Internal True God ထာဝရစစ်မှန်နှစ်ဖျားထာဝရစစ်မှန်နှစ်ဖျားတွေကစစ်တဝရကြီးတစ်ခုလုံးကိုလိုသူလိုဖန်တီးထိန်းချုပ်နိုင်စွမ်းရှိပြီးအရာအလုံးကိုလည်းစွမ်းရည်တစ်ခုတည်းနဲ့ဖျက်ဆီးနိုင်ကြပါတယ်လေးဟာနဲ့စစ်မှန်နှစ်ဖျားထောင်ကနန်းအောင်တိုက်ခိုက်မှုတစ်ခုနဲ့တင်တက်ဖြတ်နိုင်စွမ်းရှိကြပါတယ် Internal True God ထာဝရစစ်မှန်နှစ်ဖျားအဆင့်မှာအဆင့်1ကနေ9ဆင့်ရှိကြပါတယ်Internal True God အဆင့်မှာထာဝရအဆင့်မှန်နှစ်ဖျားတွေကပြန်လည်မူဖွားခြင်းတန်တရားကိုဖြစ်တမ်းပြီး Dimension အလုံးရဲ့မူလအစဖြစ်တဲ့မူလကုံမြင့်ကြီးကိုတွားကြလေးရှိပါတယ်။ Swellet Star 1မှာတော့ Internal True God ကအဆုံးသတ်အဆင့်ဖြစ်ပါတယ်။ Swellet Star 2မှာတော့ Internal True God ရဲ့အထက်မှာ Primal Chaos Sovereign ပြတ်သုံးခြင်းလောကအရှင် God King နတ်ဘုရင် God Empire နတ်ဖျား Empire High Chaotic Origin Life Form မူလဖေယိုဖျက်အရှင်သခင် World Chaotic လောကဖေယိုဖျက်အရှင်သခင် Overlock အနိုင်မဲ့သခင်ဆိုပြီးအဆင့်တွေအများကြီးထပ်ရှိပါသေးတယ်ကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့